Why was I was? ကဲဒီနေ့မှာတော့ဂျပန်ရောက်တာပထမဆုံးရက်နေ့ကိုဘယ်လိုဖြစ်တန်းလဲဆိုတော့ပြောပြမှာဖြစ်ပါတယ်မြို့ဆိုင်ပြီးတော့တိုင်လာပါနေတဲ့မနက်ခင်း9 နာရီပါမနေ့9 နာရီကနေ9 ရက်ကြာကတေးစားစားချင်းဖြစ်ပါတယ်မနေ့စားစားချင်းပါဂျပန်ကနောက်ကျလို့မရပါဘူးနောက်ကျပြီဆိုအစားကပို့ပဲကျင်တော့ပါတယ်မနေ့စားလဲစားပြီးတော့ဆိုတော့ခုတော့အတန်းတစ်ဖုတ်ပြင်ဆင်နေပါတယ်အတန်းချင်းလဲတမင်မှနောက်ကျလို့မရပါဘူးကျိုးပြီးတော့အတန်းထဲကိုရောက်နေရပါတယ်ခင်ဗျာအတန်းထဲရောက်တော့မြန်မာအင်ဒိုနီးရှားဖိလစ်ပင်းnepalပါကစ္စတန်ဂါနာလူမျိုးပေါင်းစုံရှိပါတယ်ဒီကျွန်တော်တို့ company မှာ元気だ朝ごはん食べてないみんな食べてるよ食べてました食べたみんなおはようございますおはようございますကျွန်တော်တို့ရဲ့ sensei ကဘင်္ဂလားဒေ့ရှ်လူမျိုးပါသူမနေ့နှုတ်ဆက်ပြီးရခါကျတော့နာမည်စင်းခေါ်နေပါတယ်増海豚はい運動場に朝8時に集まってくださいねお弁当は学校が用意するのでထမင်းစားချိန်ရောက်နေပါပြီနေ့လယ်7 နာရီကနေတနာရီကြာကထမင်းစားနာချိန်ပါထမင်းဟင်းကအဝတ်ကျွေးပါတယ်ကိုဆိုင်စားနေတဲ့လောက်လက်ပွဲလည်းထပ်ပြီးယူလို့ရပါတယ် ပါနေငါငါ kitchen နေ့လယ်နာချိန်ပြီးတော့ဖိလစ်ပင်းစင်စိမ့်နဲ့ဆက်ပြီးစားလေ့လာဖြစ်ပါတယ်誰か外さないと私に教えてね。はいじゃあいろいろしない今どこから来ましたかインドネシアインドネシアいつ来ましたかどのくらい1月私は今1週もない1週間まだ1週間これ一番はコテでしょコテは先輩တွေစီကနေပြီးတော့သူတို့အတွေ့အကြုံလေးတွေမျှဝေထားတာလေးတွေကိုကျွန်တော်တို့လိုက်မှတ်ပြီးတော့တင်ယူနေပါတယ်アンマはもう時々だけ使うはいあとはね私たちはအင်ဒိုနီးရှား先輩တွေပါ次はいや次もどうဒီလိုနဲ့ဒေတာတော့ပြီးဆုံးတော့ပါပြီချက်မြောင်အလို့တော့မလို့ရသေးပေမဲ့လာစားတော့ပုံမှန်ရမယ်လို့နားလည်ရပါတယ်အလုံးကျေးဇူးပြည့်အတွက်ကျေးဇူးတင်ပါတယ်